hello ဒီနေ့ကျွန်တော်ဒီရေမွေးလေးကို review လုပ်ပေးသွားမယ်เนาะဒီရေမွေးက Afnan ကထုတ်ထားတဲ့ Rare Reef လို့ခေါ်တဲ့အခုနောက်ဆုံးထွက်ထားတဲ့အတုပ်ထဲရပါเนาะpresentation အရဆိုလို့ရှိရင်တော့တော်တော်လေးကိုလေးတယ်ပလင်းလည်းတော်တော်လေးကိုလေးတယ်အဖုံးလည်းလေးသားပဲတကယ်ဒီခေါင်းမှာလည်း logo လေးတွေပါမယ်လာတယ်ဒီနေရာလေးတွေကတော့အရန်လာပါเนาะဒီနေရာဟိုစားဟိုကြောက်သားလေးတွေလိုမျိုး presentation လေးလည်းအရန်လာတယ်เนาะသူဘူးကတော့ဒီလိုမျိုးလာပါပေါ့နော်ပုံစံလေးလာမယ် sorry ဒီပုံစံလေးလာပါပေါ့နော်ဒီပုံစံလေးလာမယ်ဒီမှာဒီစိတ်တွေအကုန်လုံးအစုံရှိမယ်ဒါသူစိတ်ဒီမှာသူဘာကုတ်တွေပါလေရှိမယ်နော် presentation လည်းမဆိုးဘူးပေါ့နော်ဒီမှာကြည့်ဆိုးကောင်းတယ်ပုံစံလေးလည်းလာတယ်သိမ်းထားမယ်ဆိုရင်လည်းသိမ်းထားလို့ကောင်းတဲ့အထဲရပါတော့ကဲကျွန်တော်တို့ presentation တော့အတိအကမကြပါဘူးဒီကောင်ရဲ့အတိအကကတော့အနံ့ပါနော် atomizer နဲ့စစ်ကြည့်မယ်atomizer လည်းမဆိုး atomizer လည်းအကောင်းဆုံးလည်းမဟုတ်ဘူးပဲတော်တော်လေးကောင်းတဲ့အထဲမှာတော့ပါပါနော်ဒီကောင်လေးကတော့ကျွန်တော်စက်ကူပေါ်မှာစမ်းကြည့်မယ်နော်စက်ကူပေါ်မှာစမ်းကြည့်မယ်ရတယ်LV ရဲ့ imagination ပကတ်တော့သွားတယ်သူကတော့နည်းနည်းလေး citrus နည်းနည်းပို့တာပေါ့နော် citrus ဆိုတာ citrus ပေါ့အချင်တက်ပေါ့တံမြန်သီးတော့အဲ့လိုမျိုးအနံ့လေး citrus ပေါ့ fresh ပြင်မဲ့အနံ့ကတော့နည်းနည်းပို့တယ်တထရာတဲ့ကြလားဆိုလို့ရှိရင်တော့တထရာတဲ့မကြဘူးကျွန်တော်အမြင်ပြောရရင်ဒီကောင်85-80ရာခိုင်နှုန်းတော့နီးစက်မှုရှိမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ရေမွေးကိုတော့ဒီအဲ့လိုရာခိုင်နှုန်းတွေနဲ့မပြောချင်ဘူးလေနော်ဒီကောင်ကအချိန်တွေဆိုလို့ရှိရင်တော့အချိန်တိုင်းတော့စွတ်လို့ရတယ်နေ့လေပိုင်းတို့ညနေအေးကင်းအဲ့လိုမျိုးပူတဲ့ရာသီတွေမှာဆိုတော့ပို့လိုက်ဖက်မယ်လို့ကျွန်တော်ထင်တာပါနော်အနံ့တော့တော်တော် share ပဲတကယ်တော့ LV ကထုတ်ထားတဲ့ဒီ imagination ကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ဒီကောင်ကြိုက်မှာပေါ့နော်နောက်တစ်ခုကတော့တကယ်တော့ပတ်စံများမသုံးချင်ဘူးဒေါ်လာ400-500မသုံးချင်ပဲနဲ့ဒီ50အောက်ပေါ့နော်45ကျပ်50ဒေါ်လာ50လောက်ပဲသုံးပြီးတော့ Louis ဒီ LV ရဲ့အနံ့သက်မျိုးကိုလည်းလိုချင်တယ်အဲ့လောက်ပဲလဲသုံးနိုင်တယ်ဆိုရင်တော့ဒါလေးကိုကျွန်တော် recommend ပေးတယ်ပေါ့နော် recommend ပေးတယ်ဒါလေးကိုသုံးကြည့်ဖို့လဲသုံးကြည့်ပါနော်သုံးကြည့်တကယ်ကြိုက်နေတဲ့ဘယ်လိုပြောမလဲဒီကောင်ကဘယ်လိုပြောရမလဲဆိုတော့ဟိုအကျိုးစားအားထုတ်ပြီးကြိုက်စရာမလိုပေါ့နော် effort slap ပေါ့လုံးဝ effort ထည့်စရာမလိုပဲနဲ့ကြိုက်ရင်မဲ့အနံ့တစ်မျိုးဖြစ်တာပါအဲ့တော့အနံ့ပုံစံမျိုးပေါ့နော် okay နောက်ဗီဒီယိုမှာပြန်ဆုံမယ် see you bye bye